ငွေဖွားပြီး3ရက်ပဲရှိသေးတဲ့ဖျန်ဖောက်လေးတစ်ကောင်ဟာဝဲဝင်ဖြူကြီးတစ်ကောင်ရဲ့ဝါမျိုးချင်းကိုရင်ဆိုင်နေရတော့မှာပါလောကကြီးကိုတောင်ကောင်းကောင်းမမြင်ရသေးခြင်းပါပဲတေးချင်းတရားကအနာကိုရောက်လာခဲ့တာပါအာကိုရီးယားမဲ့နေတဲ့ဖျန်ပေါက်လေးဟာရေခဲပင်အောက်ကသူ့အမေကြားပါစေတော့ဆိုတဲ့မျောလင့်ချက်နဲ့အသေးတန်အော်ဟစ်ချပါတယ်မိခင်ဖီသူကလည်းအတန်ကြားချင်းအမြန်ဆုံးကူးခတ်လာခဲ့ပြီးမြစ်အချိန်နှောင်းသွားခဲ့ပါပြီသူမရောက်လာတဲ့အချိန်မှာတော့ဝဲဝင်ဖြူကြီးကတားငယ်လေးကိုဖမ်းဆီးသွားတာကိုဘာမှမတတ်နိုင်ပဲကြည်နေခဲ့ရယုံကလွဲလို့တခြားမရှိတော့ပါဘူးအင်အားမရှိတဲ့ဖျန်ပေါက်လေးဟာလည်းသူ့ရဲ့ကံကြမ္မာကိုငိမ့်ငိမ့်လေးစောင့်နေယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးမိခင်ဖျန်မကြီးအတွက်တော့သူမရဲ့ရင်သွေးလေးသူတစ်ပါးရဲ့အစာဖြစ်သွားတာကိုတယောက်တည်းရင်ခွဲမတတ်ခံစားခဲ့ရပါတယ်ဝဲဝင်ဖြူမိခင်အတွက်တော့ဒါဟာသူ့စားသမီးရွေရှင်တန်ဖို့အတွက်ရှားခဲ့တဲ့အခွင့်အရေးတစ်ခုဖြစ်နေပြန်ပါတယ်ဒီလိုချိန်ဟာဖျန်ပေါက်လေးတွေကိုအမဲလိုက်ဖို့အလွယ်ကူဆုံးဖြစ်ပြီးဝဲဝင်ဖြူလေးတွေရဲ့အသက်ရှင်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့အချိန်ပဲဖြစ်ပါတယ်အခုဖန်ခံလိုက်ရတဲ့ဟဖျန်လေးဟာမွေးကလေးကပါလာတဲ့အဝါရောင်အမွေးလေးတွေကနေအဖြူရောင်အထက်ပြောင်းလဲစားဖြူနေတဲ့တရက်သားလေးပဲရှိပါသေးတယ်ဒီအမွေးထူထူလေးတွေကပဲအာတိရဲ့အေးတန်ကနေသူ့ကိုကာကွယ်ပေးထားတာပါဟဖျန်မလေးတွေဟာတစ်နှစ်ကိုသားတစ်ကောင်ပဲမွေးလေးရှိပြီးမျောနေတဲ့ရေခဲပြင်တွေပေါ်မှာပဲပြူးစုပြူးထောင်ကြတာပါသူတို့ရဲ့နိုးတိုက်ကြွေတဲ့ကာလာက12ရက်ထက်မပိုပါဘူးဒါပေမဲ့သူတို့ရဲ့နိုးရီမှာပါတဲ့အစီဓာတ်ကနွားနို့ထက်ဆဲလောက်ပိုများပါတယ်နိုးတိုက်နေတဲ့အချိန်အသွေးမှာမိခင်ဖျန်မကြီးဟာဘာအစားမှမစားပဲသူ့ရဲ့ကိုယ်ခန္ဓာမှာဆူထောင်းထားတဲ့အစီတွေကိုပဲနိုးရီအဖေပြောင်းလဲပေးတာပါဒီနေ့ကိုအကျိန်20ကျော်လောက်မနာတနိုးတိုက်ပါတယ်အာဟာရပြည့်ဝလို့နဲ့နိုးရီကြောင့်ဖျန်ပေါက်လေးဟာရက်ပိုင်းအတွင်းမှာပဲ10ကီလိုကဲမီ30ဒါမှမဟုတ်40ကီလိုလောက်အထိကိုအလေးချိန်တက်လာပါတယ်ဒီနေ့ကို2ကီလိုကျော်လောက်တက်လာတာပါသူတို့ရဲ့အဖြူရောင်အမွေးနူလေးတွေကရေခဲပင်နဲ့တစားတဲ့ဖိနှိစေလို့ရန်သူလက်ကနေပုံးခွဲဖို့ကူညီပေးပါတယ်9ရက်မြောက်နေ့လောက်မှာတော့နှိုးထွက်နှုံးနေလာပြီးမိခင်ဖြစ်သူကအနားမှာနေရင်ရေကူးအတက်ပညာကိုစတင်သင်ကြားပေးပါတယ်။ဒါငယ်လေးတတိရှိလာတဲ့အထိရေထဲမှာစိတ်ရှည်လက်ရှည်နဲ့နမူနာပြပေးပါတယ်။မိခင်ရဲ့အားပေးမှုကြောင့်ရေထဲကိုခုန်ဆင်းလိုက်တဲ့ဖျံပေါက်လေးဟာမယုံနိုင်စရာကောင်းလောက်အောင်ပဲကျွမ်းကျင်တဲ့ရေကူးသမားလေးတယောက်လို့ကူးခတ်နိုင်ခဲ့ပြီးမိအစီပြင်ကအတိအဝမဖွံ့ဖြိုးသေးလာကြောင်းခဏပဲကူးနိုင်ပါသေးတယ်။ဆမရက်ဆိုတဲ့အချိန်ကခဏလေးအတွင်းမှာပဲကုံဆုံးသွားခဲ့ပါပြီ။မိခင်ဖျံမကြီးဟာသူမရဲ့ကိုယ်အလေးချိန်3ပုံ3ပုံလောက်အထိချဆင်းသွားတဲ့အထိတာဝန်ကြီးဖို့အောင်ထမ်းဆောင်ခဲ့ပြီးအင်အားပြန်ဖြည့်ဖို့ပြင်းနေတဲ့ကိုပြန်သွားရပါတော့မယ်။ဒါဟာသူတို့သားမိအတွက်နောက်ဆုံးနှုတ်ဆက်ခြင်းလဲထည့်သွားနိုင်ပါတယ်။မိခင်ကထွက်ခွာသွားပြီးဖျံပေါက်လေးဟာရေခဲဖင်ပေါ်မှာတယောက်တည်းကြံရစ်ခဲ့ပါတယ်။ဒီအချိန်ဟာသူ့ဘဝမှာအားငယ်ဆုံးအခြေအနေပါပဲ။ငန်မုတ်ပေရန်သူပေရေနစ်ချင်းနဲ့အေးတန်တွေကသူ့အသက်ကိုအချိန်မရွေးချင်းချောင်းနေပါတယ်။ဒါပေမဲ့လည်းတဘာဝရဲ့နေရာမှာအတိုင်းအဖြူရောင်အမွေးနူလေးတွေကျွတ်ထွက်သွားပြီးအနက်ရောင်အဆက်ပြောက်တွေပါတယ်။ငွေခဲရောင်ရေဆိုခန့်အမွေးလေးတွေပေါက်လာရင်ဘဝကိုဆက်လက်ရင်ဆိုင်ရပါတော့မယ်။